လေးကတော့ Mizuno Design နော် Design hybrid လေးပါလောက20ပါနော် hybrid လော20ဆိုတော့ဘယ်လောက်ဖြစ်မလဲဆိုတော့ hybrid 3လောက်တော့ဖြစ်မယ်နေတွေ့တယ်နော်လော20ဆိုတော့ hybrid 3နော်2ဟို hybrid 2ဆိုရင်18 19လောက်ဒီလာတာများတယ်အဲကြောင့် hybrid 3ဖြစ်ဖို့များပါတယ်လော20 post နော် Mizuno ပါနောက်ရတော့ grade ကတော့သူရဲ့ Mizuno ဂျိုး grade နဲ့ပါဂျိုး grade ဆိုတော့ကန်ရလို့ကောင်းပါတယ်နော်အပေါက်ပြန်နာစာမရှိပါဘူး Mizuno original grade ပါနော်သူရဲ့ shade ကတော့ Mizuno ရဲ့ထုံးစံတိုင်းပဲ Mizuno မှာနာမည်ကြီးတဲ့ edit kit နော် edit kit ရှင်းနေလာတာပါ edit kit ရှင်းနေလာတာပါ flat ကတော့ SR flat ဖြစ်ပါမယ် plus SR ဖြစ်ပါမယ် plus SR Mizuno ပါဒီမှာသူရဲ့တစ်စိတ်တော့ Mizuno Design တစ်စိတ်ပေါ့နော်Mizuno Design ဆိုရဖို့ကချင်ပေါင်းမှုရဟောကျွန်တော်ဖုန်းမှာပဲမကောင်းတော့လားဖို့ကချင်ရMizuno Design application နဲ့လာပါလေပြန်ဝါသွားကြီးလာပြီမှာဒီဆိုရင် etiquette ဟောလေးလာပါလေဝေးရရမှကြည့်ရနော်လေးရတဲ့ဆိုသိမကြည့်ဘူးဖြစ်သူမျက်နှာပြင်နေကောင်းပါလေနော်ဒီလိုလေးတတ်ပါသေးတယ်မျက်နှာပြင်နေ ground လေးမှာတော့ဆေးပုံးလေးတော့နည်းနည်းရှိပြီဗျဒါပေမဲ့အဲ့ဒါလေးတွေကပြဿနာမရှိပါဘူးဒီ hybrid လေးကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်3000နဲ့ပေးပါမယ်ဗျနော်3000နော်မြန်မာငွေ3000နဲ့ hybrid တစ်ချုံရဖို့တော့မလွယ်ပါဘူးနော်နောက်ပြီးတော့ Mizuno တစ်စိတ်မှာပို့ဆိုပါစေနော် Mizuno ဆိုလည်းဘာပဲပြောကဘာနာမည်ကြီးတစ်စိတ်တွေထဲမှာတစ်ခုပါဝင်ပါနော်ဟုတ်ကဲ့ပါကြည့်ရှုအားပေးရတဲ့ကျေးဇူးတင်ပါတယ်